ရှိတဲ့ဒီဇလန်ပြန်မြင်ရောက်သေးတဲ့တွေယူတိုက်ခတ်နေစေမှာသူကြောင့်ကိုတွေးတော်ရင်လွန်ရတဲ့နေ့တည်းပါသည်ဘိုးစင်ချိန်တွေကသူရဲ့တို့ရောက်ရှိတဲ့ဒီဇလန်ပြန်မြင်ရောက်သေးတဲ့တွေယူတိုက်ခတ်နေစေမှာသူကြောင့်ကိုတွေးတော်ရင်လွန်ရတဲ့နေ့တည်းမှာဘိုးစင်ချိန်တွေကသူရဲ့တို့လူရောက်ခဲ့